ဗဒကဘာကိုရိုက်ခံရတဲ့အကြောင်းမမေကိုတိုင်တော့မမေကပါထက်ရိုက်တယ်ငရဲကိုလည်းမြင်ရနိဗ္ဗာန်ကိုလည်းကြားရကိုစိတ်ကိုကူးကြည့်ဖို့သာနို့စီဘူးကိုအပေါက်လေးတွေဖောက်ချီကျိုးနဲ့သွဲပြီးငငယ်ကတငယ်ချင်းစီဖုံးပြန်ခေါ်မိတယ်အခုရောက်နေတာဘယ်လိုကဘာမှလဲဆိုတော့ဗဒကဘာဖះငါးစုပွင့်มาပါတယ်ဒီတစ်ခါလဲနောက်ကြရအောင်မယ်ထင်ပါတယ်တာဦး